လောကကြီးကမင်းကိုအမြဲတမ်းရန်လုပ်နေတယ်လို့ခံစားနေရသလားတကယ်တော့အဲ့ဒါကလောကကြီးရဲ့အတန်မဟုတ်ပဲမင်းကိုယ်တိုင်အော်ဟစ်လိုက်တဲ့အတန်ရဲ့ပဲတင်တန်တက်တာဖြစ်နေခဲ့ရင်ကောစေးမိန်စားစရာဆက်လန်တိတ်တွေကိုအမြင်နာဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ Design Story Channel ကို Like and Subscribe လုပ်ထားပြီးမိသားစုထဲမှာပါဝင်လိုက်ပါတခါကဖခင်ဖြစ်သူနဲ့တားငယ်လေးတို့ဟာတောင်ပေါ်ကိုလမ်းလျှောက်တက်ခဲ့ကြပါတယ်လမ်းမှာတားငယ်လေးကချောလဲသွားပြီးနာကျင်လုံးလာကြောင်းတို့အော်ဟစ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတောင်ကုန်းပေါ်ကနေစူးတဲ့အတန်ကြီးကန်ထွက်လာတာပေါ့တားငယ်လေးကအားတင်သွားပြီးမင်းဘသူလဲလို့ပြန်မေးလိုက်ပါတယ်တစ်ဖက်ကလည်းမင်းဘသူလဲလို့ပဲပြန်ဖြေပါတယ်တားငယ်လေးကစိတ်တူသွားပြီးမင်းလူညံပဲလို့អော်လိုက်တဲ့အခါတောင်ကုန်းပေါ်ကနေလဲမင်းလူညံပဲလို့ပြန်អော်တာကိုကြားလိုက်ရပါတယ်တားငယ်လေးကကြောက်လဲကြောက်စိတ်လဲတူပြီးသူ့ဖေကိုမေးပါတယ်အဖေဟူဘက်ကလူကဘာလို့ကျွန်တော်ကိုလိုက်ပြီးရန်လုပ်နေတာလဲအဖေဖြစ်သူကပြုံးလိုက်ပြီးတီချာနားထောင်ကြည့်ဦးနော်လို့ပြောပြီးတောင်ကုန်းဘက်ကိုလှည့်ကာငါမင်းကိုချစ်တယ်လို့អော်လိုက်ပါတယ်တစ်ဖက်ကလည်းငါမင်းကိုချစ်တယ်လို့ပြန်អော်ပါတယ်အဖေဖြစ်သူကထပ်ပြီးမင်းဟာတကယ်လူတော်ပဲလို့អော်လိုက်တဲ့အခါတစ်ဖက်ကလည်းမင်းဟာတကယ်လူတော်ပဲလို့ပဲ့တင်တန်ကန်ထွက်လာပါတယ်တားငယ်လေးကအံ့ဩနေတော့မှပဲအဖေဖြစ်သူကသူ့သားကိုပခုံးလေးဖတ်ပြီးအခုလိုရှင်းပြပါတယ်ဒါလူတွေကဒါကိုပဲ့တင်တန်လို့ခေါ်ကြတယ်ဒါပေမဲ့တကယ်တော့ဒါဟာဘဝပဲဘဝဆိုတာမင်းပေးလိုက်တဲ့အရာမှန်သမျှမင်းစီကိုပြန်ရောက်လာတာပဲမင်းတခြားသူတွေအပေါ်မေတ္တာထားရင်မင်းစီကိုမေတ္တာတွေပြလာမယ်မင်းတခြားသူကိုရန်လို့ရင်ရန်ပဲပြလာလိမ့်မယ်ဘဝဆိုတာတခြားသူကမင်းကိုဘလို့ဆက်ဆံတယ်လဲဆိုတာထက်မင်းကလောကကြီးကိုဘလို့အတန်မျိုးနဲ့အော်ဟစ်လိုက်တယ်လဲဆိုတာကပိုရေးကြည့်ရယ်ပေးချင်တဲ့သင်ခန်းစာကတော့လောကကြီးဟာမှန်တစ်ချက်လိုပါပဲမင်းပြုံပြရင်သူကပြန်ပြုံပြလိမ့်မယ်မင်းပေးကမ်းခဲ့တဲ့မြစ်တာခယူဆိုင်မှုနဲ့ကျင်နာမှုတွေဟာတနေ့မှမင်းစီကိုအုပ်ဆက်မျိုးစုံနဲ့ပြန်လာရောက်ရှိလာမှာဖြစ်တယ်လို့မင်းရဲ့မကောင်းတဲ့အပြုမှုတွေကလည်းမင်းစီကိုပဲပက်တင်ထပ်ပြီးပြန်လာမှာဖြစ်ပါတယ်